ဒီမြင်ကွင်းကိုကြည့်လိုက်ပါတဘာဝတရားကြီးကရက်ဆက်တယ်လို့ထင်ရပေမဲ့ဒါဟာအသက်ရှင်ရည်တည်တော့တိုက်ကွယ်တစ်ခုပါဒီဆယ်မွန်ငါးမကြီးဟာအမားတစ်ခုလုံမိလိုက်တာနဲ့သူ့အသက်ကိုရင်းလိုက်ရောက်နိုင်ပါတယ်အန်ဒရဲကြားကနေရုံးထွက်ဖို့ကြိုးစားနေတဲ့တူမရဲ့စိတ်တက်ခိုင်မာမှုကတိုက်ခိုက်သူတွေကိုတောင်အားတင်သွားစေပါတယ်ကြည်ပါနောက်ဆုံးမှာတော့လွတ်မြောက်သွားခဲ့ပါပြီဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်အခုဆိုရင်ဆယ်မွန်ငါးတိုင်းဟာတိမ်မင်းနဲ့စစ်ခင်းနေရပါပြီဒီခရီးစဉ်စကင်လိုက်တာနဲ့သူတို့ဟာအစာမစားတော့တယ်လို့အနားလည်းမယူကြတော့ပါဘူးရေစည်းကိုစန်တပ်ပြီးသူတို့ရဲ့မွေးရမြေစည်းကိုမနာမနေပြန်ကူးခတ်ကြတော့တာပါဒီခရီးချမ်းကြီးကသူတို့အတွက်ပေးဆက်မှုအယံကြီးမှာပါတယ်စားမစားပဲကူးခတ်ရတာကြောင့်ခန္ဓာကိုယ်တွေကယိုယွင်းပျက်စီးလာပြီးအရှင်လက်လက်ကိုပုတ်တိုးဆွေးမြေလာကြပါပြီတချို့ဆိုရင်ခရီးမဆုံးခင်မှာပဲအသက်ဆုံးရှုံးကုန်ကြပါပြီနောက်ဆုံးမှာတော့သူတို့မွေဖွားခဲ့တာနေရာလေးကိုပြန်ရောက်လာကြပါပြီငါးမကြီးကဥဖို့အတွက်ကြောက်စရစ်ခဲလေးတွေတော့ဖယ်ရှားပြီး red လို့ခေါ်တဲ့အတိုင်လေးတစ်ခုကိုဖြုတ်လုံးရပါအောင်မြေနှုံးမြေအနုလေးတွေကြောင့်သူ့ရဲ့ဦးလေးတွေပျက်စီးမသွားအောင်တေးသေးချာချာဖယ်ရှားရှင်းလင်းနေတာပါပြီးတော့တခြားငါးမလေးလာမလို့အောင်လဲသူ့အတိုက်ကိုအသက်ပေးကာကွယ်ပါလိမ့်မယ်အခုမြင်နေရတာကတော့ကြောက်စရာကောက်လည်းမြင်ကွင်းပါပဲတချို့မားကြီးကြီးတွေဆိုရင်အသားတွေပုတ်ပွားပြီးအယိုးတွေတောင်ပေါ်နေပါပြီသူတို့ကို zombie salmon လို့တောင်တင်စားခေါ်ပေါ်ကြပါတယ်သူတို့ဟာမတေးခင်မျိုးအောင်ဖို့အတွက်နောက်ဆုံးထွက်တဲ့အထိစ조사နေကြတဲ့တက်ရှိဖို့ကောင်းတွေလိုပါမယ်ဒီလောက်ပင်ပန်းစရတန်တွေကိုခန်းစားပြီးမှတော့သူမဟာအကောင်းဆုံးကိုပဲရွေးချယ်ကြမှာပါငါးသီးတွေကအတိုက်များများနဲ့မိုက်လိုက်ဖို့စ조사ကြပေမဲ့သူမအတွက်တော့ဒါဟာတကျင့်တဲသောအခွင့်အရေးပါသူမအစင်တင့်ဖြစ်တဲ့အချိန်ကြာမှာပဲဥတွေကိုထုတ်လွှတ်ပေးမှဖြစ်ပါတယ်ဥချလိုက်တဲ့ဒီအခိုက်အတန့်ဟာသူမရဲ့နေကုန်ပါပဲကိုမွေးဖွားခဲ့တဲ့မြစ်ထဲမှာပဲမျိုးဆက်တဲ့အတွက်အသက်ကိုဆက်သေးပြီးဘဝအဆုံးသတ်လိုက်ရတာဟာဆယ်မွန်ငါးမလေးတွေရဲ့မွေးရာပါပေးဆက်မှုရာဇဝတ်ပဲဖြစ်ပါတော့တယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်